တင်ဒါမှမဟုတ်တင့်ချစ်သူကပြီးခဲ့တဲ့ရပ်ပိုင်းတွေကရုတ်တရက်ကြီးအတွေးတွေများလာတာစကားတွေပိုပြောချင်လာတာဒါမှမဟုတ်စိတ်မငြိမ်မသက်ဖြစ်ပြီးအရာရာကိုအမြန်ဆုံးဖြတ်ချင်နေတဲ့ခံစားချက်မျိုးရနေပါသလားဒါဟာတင်းစိတ်ကောက်နေတာမဟုတ်ပါဘူးနေမင်းကြီးဟာဗုဒ္ဓဟူးဂျိုမာကျူရီအောက်ဆိုတဲ့လေတိုက်ရာသီကွင်းမေထုံရာသီဂျမ်မနိုင်ထဲကိုဝင်ရောက်လာလို့ပါပဲနေကွေလေးလံနဲ့အခြားရာသီတွေနဲ့မတူပဲဂျမ်မနိုင်စီဇန်ဟာအလွန်လင်းမြန်စွာရွေ့များပြီးစိတ်ပိုင်းဆိုင်ရာကိုအမြဲလှုံ့ဆော်နေတတ်ပါပဲလာပေါင်းများစွာလစ်လျူရှုထားခဲ့တဲ့အခြေအနေတွေကိုပြန်လဲသုံးသပ်ဖို့နဲ့နှုတ်ဆက်နေမဲ့စာစကလုံးတွေနဲ့ဖွင့်ဟဖို့တွန်းအားပေးပါလိမ့်မယ်ဂျမ်မနိုင်စီဇန်ဟာကျွန်ုပ်တို့ကိုတတ်တုံးတက်တာရှိတဲ့နေရာကနေရုံထွက်စေပြီးရှောင်လွယ်ထားတဲ့အမှန်တရားတွေကိုရင်ဆိုင်စေဖို့လာရောက်လှုံ့နိုးတာပါမှတ်ထားပါဘဝမှာစိတ်ပိုင်းဆိုင်ရာတတ်တောင့်မရှိဖြစ်လာတဲ့အခိုက်အတန့်ဟာကြီးထွားမှုရဲ့အစပြုခြင်းပါပဲတတ်တောင့်မရှိမှုကလှုပ်ရှားမှုကိုဖြစ်စေတယ်လှုပ်ရှားမှုကနေတဆင့်အပြောင်းလဲကောင်းတွေဖြစ်ပေါ်လာစေလိုပဲဖြစ်ပါတယ်မေလ20ကနေဇွန်လ21ရက်အထိကြာမြင့်မဲ့ဒီရာဒီမှာတင်ညာဒီခွင့်ထဘလို့စိတ်ပိုင်းဆိုင်ရာအလှည့်ပေါင်းတွေနဲ့အခွင့်အလမ်းတွေရောက်လာမလဲဆိုတာရွေ creation ကနေအသေးစိတ်တင်ဆက်ပေးသွားမှာမို့ like follow subscribe လေးလုပ်ခဲ့ဖို့လည်းမမေ့နဲ့နော် Aries တင်ဟာအလွန်တိုက်ကြွတဲ့စိတ်ပိုင်းဆိုင်ရာစက်ယုံထိရောက်သွားမှာဖြစ်ပြီးဆုံးဖြတ်ချက်တွေအခွင့်အလမ်းတွေဟာအရှိန်အဟုန်နဲ့ရောက်လာပါမယ်မြန်မြန်တုံ့ပြန်ရမယ့်ဖိအားတွေကြောင့်စိတ်လှုပ်ရှားစရာကောင်းလို့စိတ်ပင်ပန်းမှုလည်းဖြစ်စေနိုင်ပါတယ်ပုံမှန်လုပ်ငန်းစနစ်တွေမကြီးအကြာထိလာနိုင်လို့မြန်မြန်အသားကျအောင်လုပ်ရပါမယ်စိတ်လိုက်မှန်လိုက်တုံ့ပြန်မယ့်အစားစဉ်းစားချိန်ပြီးပြောဆိုခြင်းကတင်းရဲ့အလုပ်အကောင်ရောစိတ်ပိုင်းဆိုင်ရာကိုပါကြီးထွားစေမှာပါဗျ Taurus တည်ငြိမ်မှုကိုနှစ်သက်တဲ့တင်းအတွက်ဒီယာဒီကတင့်တက်တောင့်တက်တာရှိတဲ့နေပုံကိုလာနှောက်ယှက်ပါလိမ့်မယ်စကားပြောဆိုမှုတွေငွေကြေးကိစ္စတွေနဲ့ဦးစားပေးအထမ်းလဲတွေကတဆင့်မရေအကြာမှုတွေယူဆောင်လာပါမယ်အစားပိုင်းမှာစိတ်ရှုပ်ထွေးနိုင်ပေမဲ့ဖိနှိပ်ထားတဲ့ကြောက်ရွံ့မှုနဲ့လိုအင်ဆန္ဒတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုတတ်လာအောင်ကူညီပေးပြီးတင့်ယုံကြည်မှုကိုမြင့်တင်ပေးပါလိမ့်မယ်ဂျမ်မနိုင်နေမင်းကတင်းစီရောက်လာလို့တက်ရောက်မှုအားအကောင်းဆုံးပါပဲညံရည်တွေတက်ကြွနေပြီးစကားပြောဆိုမှုတွေအစမှတိုင်ညားပြလာပါမယ်တရင်အချက်လက်တွေအမြဲစုပ်ယူနေဟာတို့ဘရောက်ထလာနိုင်ပေမဲ့တင်းရဲ့ပင်ကိုအရေးအချင်းအတာနဲ့ရီမန်းချက်တွေကိုပြန်ရှာထွေမဲ့အချိန်ပင်ဖြစ်ပါတယ်စွာအင်တွေကိုအာယုံလဲစရာတွေမှာမဖြုံးပဲအတိပယ်ရှိတဲ့ဘန်းကိုတွေပေါ်မှာစနစ်တကျသုံးတက်လာပါလိမ့်မယ်ဗျ Cancer လင်းမှန်တဲ့စွာအင်တွေကတင်းရဲ့နက်နဲခံစားချက်တွေနဲ့ဆုံတဲ့အခါစိတ်ပိုင်းဆိုင်ရာပင်ပန်းမှုကိုခံစားရနိုင်ပါတယ်လူမှုရေးမျှော်လင့်ချက်တွေနားလည်မှုလွဲမှုတွေကြောင့်စိတ်ရှုပ်ထွေးရတတ်ပါတယ်ဒါပေမဲ့ဒီယာဒီကတင်းခံစားချက်တွေကိုရင်ထဲမှာမခွဲထားတော့ပဲရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုလာအောင်တွန်းအားပေးပါလိမ့်မယ်အထီးကန်းနေမဲ့အစားကျမ်းမာတဲ့စိတ်ပိုင်းဆိုင်ရာစီးပန်းတွေတည်ဆောက်နိုင်ပါမယ်လူမှုရေးလှုပ်ရှားမှုတွေဖန်တီးနိုင်စွမ်းတဲ့စိတ်ပိုင်းဆိုင်ရာလုံဆောင်မှုတွေတိုးပွားလာပါမယ်ဆွေးနွေးမှုတွေအခွင့်အလမ်းတွေနဲ့လူအများရဲ့အာယုံစိုက်မှုတွေဝန်းရံနေလို့လင်းမြန်စွာတွေးတောလိုက်လျော်ညီးထွေနေရပါမယ်ဒီယာဒီမှာမာနနဲ့ပွင့်လင်းမှုကြားဟန်ချက်နေအောင်ထိုင်ပါစကားဝိုင်းတွေကိုချုပ်ကိုက်မဲ့အစားသူတစ်ပါးကိုတေချာနားထောင်တတ်ဖို့တင်ယူရမှာဖြစ်ပြီးအဲ့ဒါကတည်းကပုံမခိုင်မာတဲ့ချိတ်ဆက်မှုတွေကိုရရှိမှာပါဗျာ Virgo Gemini ရော Virgo ပါ Mercury အုပ်စိုးလို့တင်းရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းပုံမှန်ထက်ပိုထက်မြက်နေပါမယ်အလုတ်ဆိုင်ရာဆုံးဖြတ်ချက်တွေတာဝန်တွေကစိတ်အလေးအပင်ဖြစ်စေနိုင်ပါတယ်ဒီယာဒီကတင်းကို perfect ဖြစ်ခြင်းစိတ်ထဲကယုံထွက်စေပြီးမရေရာမှုတွေကိုလက်ခံတက်လာအောင်တွန်းအားပေးမှာပါအရာရာကိုလိုက်ထင်းချုပ်မဲ့အစားလွှတ်ချလိုက်ခြင်းကကြီးထွားမှုကိုဖြစ်စေတယ်ဆိုတာသိမြင်လာပါလိမ့်မယ် Libra လီဒတ်ချင်းတူလူမှုရေးနဲ့ဉာဏ်ရည်ပိုင်းနှိုးချပြီးအင်အားသစ်တွေရရှိပါမယ်စကားပြောဆိုမှုတွေနဲ့မမျော်လင့်ထားတဲ့သိမြင်မှုတွေကတဆင့်ဆက်ဆံရေးတွေအနာဂတ်ပန်းတိုင်တွေမှာကြီးမားတဲ့အပြောင်းလဲတွေကြုံရပါမယ်ဘဝအေးချမ်းမှုကိုမှလိုချင်လို့အမှန်တရားတွေကိုရှောင်လွှဲနေမယ့်အစားကိုယ့်ရဲ့စစ်မှန်တဲ့သဘောထားတွေကိုယုံကြည်မှုရှိဖွင့်ဟပြောဆိုလာနိုင်ခြင်းကစိတ်ပိုင်းဆိုင်ရာရှင်းလင်းပြတ်သားမှုကိုပေးစွမ်းပါပါဗျာ Scorpio တင်းအတွင်းစိတ်မှာစိတ်ခံစားချက်ပြင်းထန်မှုတွေတိတ်တဆိတ်ဖြစ်ပေါ်နေပါမယ်စကားပြောဆိုမှုတွေကတဆင့်တင်ဖုံးကွယ်ထားတဲ့လှုပ်ရွှဲအမှန်တရားတွေတင်းမာမှုတွေပေါ်ထွက်လာတတ်ပါတယ်နှုတ်စိတ်နေမယ့်အစားပွင့်ပွင့်လင်းလင်းပြောဖို့တွန်းအားပေးခံရပါမယ်စိတ်ထဲတတုံတတမရှိပေမဲ့ဒီဖြစ်စဉ်ကတင့်ကိုယုံကြည်မှုရှိတဲ့ဆက်သွယ်ရေးပုံစံတွေတည်ဆောက်နိုင်အောင်ကူညီပေးပါလိမ့်မယ်နူးညံ့မှုကိုပြတတ်လာမှာပါ Sagittarius တင်းရာဒီခွေနဲ့တက်တဲ့စန့်ကျင်ဘက်မှာရှိနေလို့စိတ်ပိုင်းဆိုင်ရာအပြင်းထန်ဆုံးကာလတစ်ခုဖြစ်လာပါမယ်ဆက်ဆံရေးနဲ့လက်တွဲဖော်ကိစ္စတွေဟာမရေမရာဖြစ်ခြင်းစိတ်ဖိစီးစာတွေကြုံရတတ်ပါတယ်ကိုယ်ပိုင်လွတ်တက်ခွင့်ကိုပဲအသားပေးတဲ့အတွေ့အကြုံတွေကယုံထွက်ပြီးတပားသူရဲ့ခံစားချက်ကိုနားလည်ပြီးဟိုတိုက်တွန်းခံထားပါမယ်စိတ်ရှည်မှုနဲ့ရိုးသားတဲ့ပြောဆိုမှုတွေကတဆင့်ဆက်ဆံရေးကိုပိုမိုရင်းကျက်တင်းငိမ့်လာစေမှာဗျာ Capricorn တာဝန်ဝတ္တရားတွေတိုးကွာလာခြင်းအလုတ်အပေါထားရှိတဲ့စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရပါမယ်အချင်းစရာတွေရှုထွေးပြီးစိတ်ရောခန္ဓာပါပင်ပန်းနွမ်းလျက်ခံစားရတတ်ပါတယ်ဒါပေမဲ့အောင်မြင်မှုတင်မကပဲစစ်မှန်တဲ့စိတ်ချမ်းသာမှုကလည်းတန်းကိုအရေးကြီးကြောင်းဒီကာလာကတင်ပေးမှာပါတယောက်တည်းကြိတ်မိတ်ခံစားမယ့်အစားစိတ်ဖိစီးမှုတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ခြင်းကပုံမကျမ်းမာတဲ့ဘဝဟန်ချက်ကိုရရှိစေပါလိမ့်မယ် Aquarius တင်းအတွက်စိတ်လှုပ်ရှားစရာကောင်းတယ်လို့စိတ်ပိုင်းဆိုင်ရာလုံဆောင်မှုတွေအလွန်ပြင်းထန်နေပါမယ်ဆက်စုလို့စိတ်ဖန်တီးနိုင်စွမ်းတဲ့တိုးပွားလို့စိတ်ခံစားချက်တက်ကြွလိတယ်လို့တစ်ဖက်မှာ burnout ထွက်တာလည်းတွဲကြုံရတတ်ပါတယ်
ဉာဏ်ရည်ပိုင်းရခက်စိမ့်စိမ့်နေမဲ့အစားစိတ်ပိုင်းဆိုင်ရာအရာပြန်လဲချိတ်ဆက်ဖို့တွန်းအားပေးခံရပါမယ်အရေးကြီးတဲ့စကားဝိုင်းတွေကတဆင့်နှလုံးသားချင်းနီးစပ်ဖို့ကလည်းတန်းတူရှူကြောင်းနားလည်လာမှာပါဗျာ Pisces လီမြန်တဲ့ဆွေးရင်တွေကြောင့်တင်းရဲ့စိတ်ခံစားချက် rhythm တွေပြက်ပြားပြီးစိတ်ကူးတွေလွင့်စင်နေတယ်လို့ခံစားရတတ်ပါတယ်မိသားစုကိစ္စတွေအတိတ်ကစိတ်တနေရာတွေဟာစကားပြောဆိုမှုတွေကတဆင့်ရေးပြင်းပေါ်ပြန်တက်လာတတ်ပါတယ်စိတ်ရှုထွေးစရာကောင်းတော့လေဒီရာဒီကစိတ်သက်ပိုင်းပိုခိုင်းမှလာစေပြီးအတွေးခေါ်ရှင်းလင်းလာစေမှာပါကြောက်ရွံ့မှုတွေကိုရိုးသားစွာပြောဆိုခြင်းကကြီးမားတဲ့ကုစားမှုဖြစ်လာပါလိမ့်မယ်။ညီကုံချုပ်အနေနဲ့ဒီ Gemini season ရဲ့လင်းမြန်တဲ့ရွှေရင်တွေထဲမှာတင်ရာသီခွင့်တဲ့ဘယ်လိုအပြောင်းလဲတွေလုပ်ဖို့အသင်ဖြစ်နေပြီလဲဆိုတာ comment မှာရေးခဲ့ပြီးကောင်းမွန်တဲ့အပြောင်းလဲတွေကိုလက်ခံလိုက်ပါဦး။ Your creation ကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲဉာဏ်ပညာနဲ့ပြည့်စုံတဲ့ကာလလေးဖြစ်ပါစေဗျာ။